မင်္ဂလာပါဒီနေ့ကတော့ Facebook post တစ်ခုကိုတွေ့ပြီးတော့ဖတ်ပြမှာပေါ့နော်အဲ့ထဲမှာတွေ့မိတွေ့ရလေးတွေကိုပြန်ပြောပြမယ်နားထောင်ပြီးရင်လက်ခံရင်လက်ခံတဲ့အကြောင်းလက်မခံရင်လက်မခံတဲ့အကြောင်းပြန်ပြောပြကြနော်ဒီနေ့မှာတော့ကောင်းခန့်တော့ဆိုတဲ့အကောက်ကနေပြီးတော့တင်ထားတော့ဗာတင်ထားလဲဆိုညတွေမှာအဆင်ပြေအိမ်နိုင်တဲ့ညမျိုးရှားတဲ့ရှေ့ဆက်ဘာဖြစ်မလဲမသိတဲ့အနာဂတ်ကိုတွေးပူရတဲ့ရင်ထဲကအပူတွေကိုဘလို့ငြိမ်ရမလဲတွေးရတယ်ရှေ့ဆက်နေ့ရက်တွေမှာအဆင်ပြေအောင်ဘလို့ဆက်သွားမလဲတွေးနေရတဲ့ကျွန်တော်ကိုအတွေးမလွန်တဲ့ညတွေစီပြန်ခေါ်သွားပေးပါတဲ့ဒီ post လေးပါဆိုလို့ရှိရင်ဟုတ်တယ်လူတွေကအတွေးမျိုးအကြောင်းပဲစိတ်ပူပန်မှုတွေဖြစ်ပြီးတော့ပူလောင်ကြရတယ်ပေါ့နော်အဲ့လိုအိမ်မပျော်ကြရတယ်အဲ့လိုမျိုးဖြစ်တယ်အဲ့ဒါကိုကကြိုပြီးတော့တွေးလိုက်တဲ့အတွက်ကြောင့်ဖြစ်တာအခုကကိုကအိပ်ပြီဆိုရင်ဟုတ်ပြီငါဒီညအေးချမ်းနဲ့နည်းနည်းချစ်ချိုက်လေးအိပ်ပျော်အိပ်မယ်ဒီနေ့ဒါအတွက်ကအလုပ်တွေလုပ်ရတယ်ငါရဲ့စိတ်ခံစားချက်တွေကိုငါအခုစိတ်ခံစားချက်ဆိုလဲကောင်းခြင်းမကောင်းခြင်းတွေရှိအကုန်လုံးဒီနေ့ဒါပြီးဆုံးသွားပြီကိုဘာမှပြန်လုပ်လို့မရဘူးအဲ့တော့ငါဒီညလေးမှာဒီပြီးဆုံးသွားတဲ့အရာတွေကိုဘာမှမတွေးဘဲနဲ့ငါအေးချမ်းအိမ်မယ်ပြီးတော့နောက်ရက်တွေဆိုတာလည်းဘာဖြစ်လာမလဲဆိုတာကိုမသိနိုင်ဘူးအဲ့တော့ကြိုတွေးပြီးတော့လည်းပူနေပြီးတော့အိမ်နဲ့ကိုအဆင်မပြေနိုင်ဘူးเนาะအဲ့လိုဆိုတော့အဲ့လိုမျိုးမတွေးဘူးပဲနဲ့ဒီညငါအေးချမ်းအိမ်ရတယ်အိမ်မယ်ဟုတ်တယ်လေကိုနောက်နေ့ကိုကဘာဖြစ်လဲဆိုတာကိုကြိုပြီးတော့တွေးပူပြီးတော့အနာဂတ်ကိုကြိုပြီးတော့တွေးပူပြီးတော့အိမ်မပျော်လို့ရှိရင်နောက်ရက်ကျရင်ကွာပျော်စရာဖြစ်နိုင်ရင်ကိုအိမ်မပျော်တာအလကားဖြစ်မယ်တကယ်လို့ပူပန်စရာဖြစ်တယ်ဆိုရင်ညကလည်းအိမ်မပျော်လို့ပင်ပန်းနေပါလေဆိုမှနောက်ရက်ကလည်းပူပန်စရာဖြစ်လို့တစ်ခါစိတ်တွေညစ်ရတယ်ဆိုရင်နှစ်ခါမနာဘူးလားအဲ့တော့ကျမတို့တွေကဒီပြစ္ဆုတ်ပံမှာပဲနေပေါ့နော်တခြားဘာမှမတွေးပဲနဲ့အဲ့လိုမျိုးနေနိုင်တာကိုယ်ဆက်ကိုဆွဲပြီးတော့နေနိုင်တာမျိုးကပို့ပြီးတော့အဆင်ပြေမယ်တချို့တွေကကြတော့ရှိရပေါ့နော်ပြောမယ်အပူတွေရမ်းများတယ်ကွာအရန်ငွေကြီးခက်ခဲတာတော့တို့ဖြည့်ရှင်းစရာကိစ္စကြီးမှရှိရဆိုလို့ရှိရင်ပူလောင်နေရတယ်ဒါပေမဲ့ဟုတ်တယ်စိတ်တွေကိုဖြည့်လျှော့လိုက်ပြီးတော့အဲ့လိုကအရှင်းရမယ့်ကိစ္စကြီးနေပါစေအောင်ငါလုံနိုင်သွားမှာငါအချိန်တည်းပြီးသွားမှာပါဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်စိတ်ကိုဖြောချလိုက်အဲ့ဒါကလေပို့ပြီးတော့အဆင်ပြေမဟုတ်ပူလောင်တာတော့ပူလောင်တာမကိုကဘလောက်ပဲစိတ်ကိုရှော့ချနေပါစေပူလောင်စရာတော့ရှိမှာပဲဒါပေမဲ့ဘလို့ပဲဖြစ်ကိုအဲ့လိုမျိုးလှုပ်ရင်နဲ့စိတ်ကအေးချမ်းသွားမယ်အဆင်ပြေသွားမယ်ကွာပြောမယ်ကျမဆိုလို့ရှိရင်လည်းတလောတော့ငါပဲပေါ့နော်တလောတော့မဟုတ်လွန်ခဲ့ရက်ပိုင်းလာပဲအမေနဲ့အလုပ်ကိစ္စတစ်ခုဖြည့်ရှင်းရပါတော့ကိုကလည်းစကားပြောတဲ့အရာမှာအဆင်မပြေဘူးဒါပေမဲ့အမေကကြတော့လေကိုလောက်ကိုပြောမယ်ကိုကလည်းအများကြီးသိနေတာမဟုတ်ကွာအမေကကြတော့ကိုထောင်မှာပို့ဆိုးတယ်ကွယ်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့အရန်စိတ်ပူတယ်ကွာအဲ့ဒီကိစ္စကြီးမပြီးမြောက်ပါအရန်စိတ်ပူတယ်အဲ့မျိုးဒါပေမဲ့ငါသွားရင်အဆင်ပြေမှာပါဖြစ်သွားမှာပါဘာမှဖြစ်ဘူးအေးစစ်စစ်နဲ့ပြီးသွားမယ်တကယ်လို့မပြီးသွားခဲ့ရင်လည်းဘာဖြစ်လာမလဲဖြစ်လာတဲ့အပေါ်မှာငါဆင့်ရင်ဖြည့်ရှင်းမယ်ဆိုပြီးလုံးဝအရှိကိုကြုံမသွေးပဲနဲ့အဲ့လိုမျိုးပေါ့နော်အဲ့ဒီကိစ္စကိုဖြည့်ရှင်းမယ်စီကိုသွားတယ်သူတို့ဘာပြောလဲဘာလုပ်လဲကိုတန်းနိုင်တဲ့လောက်ကြိုးစားပြီးတော့အဲ့ဒီဖြစ်လာတဲ့အချိန်မှာပဲအဲ့လိုမျိုးဖြည့်ရှင်းခဲ့တယ်ပေါ့နော်အဲ့ဒါအဆင်ပြေသွားတယ်ဒါကြောင့်ကျွန်မအဆင်ပြေခဲ့လို့တကယ်လို့အဆင်မပြေရဲဆိုလို့ရှိရင်လည်းဘာမှဖြစ်ဘူးလူဘွားဆိုတာလေအဆင်ပြေတယ်လဲမပြေလဲလူတွေကလေပြောရင်ဒါမသိရတာဒီလိုမျိုးစိတ်ညစ်စရာဆိုငါစိတ်ညစ်တဲ့ပဲအရန်လိုမျိုးခံစားရတယ်ပေါ့နော်အဲ့ဒါဘာဖြစ်ဆိုအဲ့ဒီပျော်တဲ့ချိန်ကျရင်မသိတာကွာတရားပြောပြီးသွားစိတ်ညစ်တဲ့ခါကျရင်အဲ့လိုမျိုးလိုက်တွေးနေလို့အဲ့ကြောင့်မပြီးနိုင်ပဲပူလောင်ရတာအဲ့ကျရင်လေစိတ်ညစ်စရာဆိုတော့ဒါဟာပြီးသွားမှာပါကိုဘာတခုခုလွဲချော်ခဲ့လို့ဖြစ်သွားရဆိုလို့ရှိရင်လေဒါသင်္ကန်းသားယူရမယ်ဆိုလဲယူလှုပ်ဆက်ရှာလှုပ်အဲ့လိုမျိုးပေါ့နော်ဖြတ်တန်းကြည့်ပေါ့နော်အဆုံးသက်အနေနဲ့ဆိုလို့ရှိရင်အတွေ့အကြုံအများကြီးမလွန်ပါနဲ့လှုပ်ရှားကိစ္စတွေကိုအများကြီးကြုံမသွင်းနဲ့ကိုရှိနာမျက်စိနာလောက်ကိုပဲလိုမျိုးပဲ
တွေးလိုက်ပေါ့နော်အဲ့ဒါဆိုရင်ပေါ့ပေါ့ပါဖြစ်မယ်ဟိုတချို့ကိစ္စတွေပေါ့နော်အလုပ်ကိစ္စကြီးကြီးမားမားတွေပါညာဆိုရင်တော့မျက်စိတစုံတွေးရတာရှိတယ်အဲ့ဒါကကျတော့တကယ်သားပေါ့နော်အရင်တွေးစရာမလိုတာတွေကိုအကျယ်ချက်မတွေးပဲနဲ့ပေါ့နော်ကိုယ်စိတ်လေးပေါ်ပါပြီးအကောင့်ဘက်ရှိအောင်နေကိုယ်စိတ်လေးကိုအကောင့်ဘက်ရှိနိုင်အောင်အမြဲတမ်းတတိကပ်ပြီးနေကြပါဟို negative တွေးမိလို့ရှိရင်အကောင့်ဘက်ကိုပဲပြန်ပြန်ဆွဲခေါ်ပေါ့နော်အဲ့လိုမျိုးနေထိုင်ပါအားလုံးအဆင်ပြေအေးချမ်းကြပါစေကောင်းသောညလေးဖြစ်ကြပါစေ